9ရက်4လ2025ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့နိုင်ငံရေးစစ်ရေးထူးခြားသတင်းလေးတွေရှိပါတယ်။စစ်ရေးသတင်းဆိုတာထက်နိုင်ငံရေးသတင်းတွေကပိုများပါလိမ့်မယ်။အားလုံးလည်းသိကြတဲ့အတိုင်းပဲမနေ့ကပေါ့နော်4ရက်နေ့က4ရက်4လ2025ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ Business အစည်းအဝေးမှာဖက်စစ်စကားဆောင်ဂျပူမင်းအောင်လိုင်းတွားရောက်တက်ရောက်ခဲ့အဲ့တော့အားလုံးသိကြတဲ့အတိုင်းပဲဒါအာဂျင်တီးနားနိုင်ငံကနေပြီးတော့တရားရုံးကနေပြီးတော့ဖောင်ဝရန်ထုတ်ခဲ့တာဖြစ်တယ်ဒီလိုကောင်ကဟာလာထိုင်းနိုင်ငံကိုသွားပြီးတော့စီးဝေးတက်ရောက်တယ်ဆိုတော့ဒါမထိမဲမြင်သဘောမျိုးလားဒါမှမဟုတ်ထိုင်းကလည်းဒါဒီမင်းအောင်လိုင်းကိုမဖမ်းပါဘူးဆိုပြီးတော့ဂတိကဝတ်တစ်ခုရခဲ့ဟန်လည်းတူတယ်ဒါကြောင့်လည်းသွားရောက်တက်ရောက်ခဲ့သို့တော်လည်းပဲသူကဟာလာနိုင်ငံတကာမှာဝန်ဆက်နိုင်တယ်ဆိုတဲ့အမြင်သူ့ကိုနိုင်ငံတကာကအထူးသဖြင့်အာဆီယံနိုင်ငံတွေသူနဲ့မဟာမိတ်နိုင်ငံတွေမိဖက်နိုင်ငံတွေကသူ့ပေါ်မှာသူတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့ပြချင်တဲ့စိတ်ဆန္ဒနဲ့သွားခဲ့တဲ့အစည်းအဝေးပွဲမှာဘာဖြစ်ခဲ့လဲဆိုတော့ကျက်တော်နဲ့ပေါင်းလို့နေုပ်သီးတွေပါရောထောင်းခံရတဲ့အဖြစ်တွေဖြစ်ခဲ့တယ်။ဘန်ကောက်နိုင်ငံမှာသူရောက်တယ်။အဲဒီအချိန်မှာအားလုံးလည်းသိကြတဲ့အတိုင်းပဲနောက်အစည်းအဝေးကျင်းပတယ်ပြီးတော့သူ့ကိုလည်းဒါဒီအင်တာပိုကနေပြီးတော့ဖမ်းဆီးဖို့နိုင်ငံတကာကနေဖိအားပေးတာမျိုးတွေရှိခဲ့တယ်။အဲဒီတော့တတိသွေးပြပြီးတော့ဖက်စစ်စကောင်းဆောင်မင်းအောင်လှိုင်ကတတိကုံပြောင်းမြောက်စွာနဲ့ပဲမြန်မာပြည်ကိုနေရင်းချင်းညရင်းချင်းစီဝေးပြရနဲ့ပြန်လာခဲ့ရတဲ့အခြေအနေမျိုးဖြစ်ခဲ့တာเนาะခွေးပြေးဝက်ပြေးပြန်ပြီးတော့ထွက်ပြေးလာခဲ့ရတယ်เนาะဒီထိုင်းနိုင်ငံကနေဒါရင်ပဲလားမကသေးဘူးအဲ့ဒီအစည်းအဝေးပွဲကိုဖိတ်ခဲ့တဲ့ထိုင်းဝန်ကြီးချုပ်အမျိုးသမီးလည်းသူ့ရဲ့ထိုင်းနိုင်ငံပြည်သူလူထုကသွေးစွန်းတဲ့လက်နဲ့လက်ဆွဲနှုတ်ဆက်ရကောင်းမလားဆိုပြီးတော့ဆန္ဒပြမှုတွေထိုင်းနိုင်ငံမှာရှိတဲ့UN တန်ယုံမှာရောမြန်မာတန်ယုံရှိမှာရောဒီခုနပြောတဲ့ဝန်ကြီးချုပ်ရဲ့เนาะဒီဝန်ကြီးချုပ်ရဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟာမင်းအောင်လှိုင်အပေါ်မှာအဖက်လုပ်ပြီးတော့ဆက်ဆံခဲ့မှုကြောင့်သူတို့တက်ဆိုင်ရာပြည်သူလူထုပေါ့เนาะထိုင်းပြည်သူလူထုရဲ့ညှို့ညင်မှုကိုအတိုင်းအတာတစ်ခုထိရရှိခဲ့တာလေဖြစ်တယ်ထိုင်းနေပဲလားဆိုတော့မဟုတ်ပါဘူးအင်ရှင်ကထိုင်းမို့လို့ထိုင်းကတော့ထိုင်းအနေနဲ့ပုံများတယ်ဆိုပေမဲ့ဒီအဲ့ပွဲမှာတက်ရောက်ခဲ့တဲ့ business အစည်းအဝေးမှာတက်ရောက်ခဲ့တဲ့ဘူတန်ဝန်ကြီးချုပ်ကလည်းဟာလာသူဒီအစည်းအဝေးပွဲကိုတက်ရောက်ခဲ့တဲ့ဆိုတဲ့အကြောင်းအာဆီယံခေါင်းဆောင်တွေနဲ့အဲ့ business အစည်းအဝေးမှာတက်ခဲ့တဲ့နိုင်ငံခေါင်းဆောင်တွေနဲ့ဓာတ်ပုံကိုတွဲတင်ခဲ့တယ်သူရဲ့လူမှုကွန်ရက်မှာသို့တော်လည်းပဲအဲ့ဘူတန်မှာရှိတဲ့ပြည်သူလူထုကလည်းဒီလောက်သွေးစွန်းနေတဲ့စစ်ကောင်းဆောင်နဲ့နော်စစ်ကောင်းဆောင်ကိုဘာဖြစ်လို့လက်ဆွဲနှုတ်ဆက်တာလဲဘာကြောင့်အတိမတ်ပြုတ်ခဲ့ရလဲဆိုပြီးတော့ဘူတန်ပြည်သူလူထုကလည်းနော်ဘူတန်နိုင်ငံရဲ့ဝန်ကြီးချုပ်ကိုညှို့ညင်မှုတွေဖြစ်လာတဲ့အခါမှာအဲ့ဒီဝန်ကြီးချုပ်က post တောင်ဖြတ်ပြီးတော့ပြေးရတယ်ဒါပါပဲမတရားမှုဟာစိတ်ကြွယ်ရမရှိသလိုနော်မတရားမှုကလည်းစိတ်ကြွယ်ရမရှိဘူးကျွန်တော်တို့ဒီမြန်မာပြည်သူလူထုမှမဟုတ်ဘူးကမ္ဘာပြည်သူလူထုကမ္ဘာတစ်ခုလုံးကဒီအရေးကိုစောင့်ကြည့်နေကြတဲ့အချိန်မှာငါကတော့ဝန်ကြီးချုပ်ပဲငါတို့ဝန်ကြီးချုပ်ချင်းချင်းဆက်ဆံလို့ရတယ်ငါမှ authority ရှိတယ်ဆိုရင်လုပ်ကြည့်လိုက်ပါကမ္ဘာဟာ international ဖြစ်တယ်နော်ဒီလိုမျိုးလူမှုကွန်ရက်ထွန်းကားလာတဲ့ခေတ်ကြီးမှာပြီးတော့ international ဝါဒတွေထွန်းကားလာတဲ့ခေတ်ကြီးမှာကမ္ဘာဟာ international ဖြစ်တယ်ထိုင်းအစိုးရကဟာလာသူနဲ့မင်းအောင်လှိုင်တို့ဆက်ဆက်ပေါ်ပြတန်းရွှေတို့နေဝင်းတို့နဲ့ပလင်းတို့ဘူးစိုးတွေဖြစ်ခဲ့လို့အုတ်ချုပ်တူလူဒန်းစားအခြေချင်းညီညွတ်တယ်ဟာလာဟိုခုနပြောတဲ့အပြန်အလှန်ဖေးမမှုတွေရှိတယ်ဆိုပြီးတော့လုံးလို့ရတော့ညားလေထိုင်းပြည်သူလူထုကလက်မခံဘူးဘူတန်ပြည်သူလူထုကလက်မခံဘူးအိန္ဒိယပြည်သူလူထုကလက်မခံဘူးဒီအကြောင်းအရာကိုသိဖို့လိုတယ်အဲ့ဒီတော့မင်းအောင်လှိုင်ကနိုင်ငံတကာမှာဝန်ဆက်ပါတယ်လို့ပြချင်လို့စိတ်ဆန္ဒအရ business စီဝေးပွဲကိုတက်ရောက်ခဲ့တော့ညားလေတကယ်မင်းအောင်လှိုင်ရခဲ့တာဘာလဲသူ့ရဲ့ဟိုခုမြောက်တစ်ကောင်ကိုစင်မော်တင်ပေးလိုက်တဲ့အခါမှာမြောက်ကပဲကလိုက်မယ်ဘယ်တော့ခါမှမင်းသားကမကဘူးဘလူးတစ်ကောင်ကိုစင်မော်ရောက်သွားတဲ့အခါမှာ तू ကမယ်ဆိုရင်အောက်ကနေဆိုင်းဝိုင်းရိုက်ပေးလို့ဟာလား तू ကမယ်ဆိုရင်တော့ဘလူးကပဲဖြစ်လိမ့်မယ်ဘယ်တော့ခါမှမင်းသားကမကဘူးဒီလိုမျိုးပဲမင်းအောင်လှိုင်ဂျပူကိုစင်မော်တင်ပေးတဲ့အခါမှာမင်းအောင်လှိုင်ဟာဂျပူကပဲဂျပူကပဲကခဲ့တာဖြစ်တယ်နိုင်ငံတကာမှာဘောင်ဝင်တမ်းဝင်နဲ့အဆက်ကွဲမှုပေါင်းမြောက်များစွာနဲ့နေတွင်းချင်းညာတွင်းချင်းမြန်မာနိုင်ငံကိုပြန်ပြေးလာရတာအကောင်းဆုံးတာကဖြစ်တယ်လို့ကြက်သွန်နဲ့ပေါင်းလို့ငရုတ်သီးပါရောထောင်းခံရတဲ့အိန္ဒိယဘူတန်နိုင်ငံဝန်ကြီးချုပ်ထိုင်းနိုင်ငံဝန်ကြီးချုပ်တွေလည်းအခုချိန်ဆိုရင်သူတို့ပြည်သူလူထုရဲ့ညှို့ညင်မှုကိုရနေလောက်ပြီလို့ထင်ပါတယ်ဒီလိုအရေးမှာမြန်မာပြည်အတွက်ယက်တီပေးကြတဲ့ထိုင်းနိုင်ငံဘူတန်နိုင်ငံကကျွန်တော်တို့ညီကိုတွေတငယ်ချင်းတွေမိတ်ဆွေတွေအပေါင်းအသင်းတွေကိုလည်း
ကျွန်တော်တို့အပေါ်မှာမြန်မာနိုင်ငံသားတွေအပေါ်မှာ view တစ်ဆိုင်ရှိမှုမြန်မာအရေးပေါ်မှာ view တစ်ဆိုင်ရှိမှုအတွက်အလေးအနက်ပြုတယ်လို့ကျွန်တော်ဒီနေရာကနေပဲပြောပြရစေနောက်တစ်ခုကဘာလဲဆိုတော့ဒါအားလုံးသိကြတဲ့အတိုင်းပဲတစ်တုံညာနှစ်ခွန်နဲ့စစ်စင်ရေးနဲ့အတူ MNDAA ကလာရှုံမျိုးကိုတိမ့်ပိုက်ထားတယ်လာရှုံမျိုးကိုတိမ့်ပိုက်ထားပြီးတော့တရုတ်ကလည်းဟာလာဒီထပ်ပြီးတော့ထိုးစစ်ဆင်မှမျိုးကိုမလိုလားတာဖြစ်တဲ့အတွက်လာ MNDAA ရဲ့ခေါင်းဆောင်ကိုဖန်ဆီးထိန်းသိမ်းထားတာမျိုးရှိတယ်လို့MNDAA ဂိတ်ဘဝတွေကိုပိတ်ထားပြီးတော့တရုတ်နဲ့နယ်စပ်ဂိတ်ဘဝတွေပိတ်ထားပြီးတော့ဖိအားပေးတာမျိုးတွေလည်းရှိနေတယ်အဲ့လိုအခြေအနေမျိုးတွေမှာတရုတ်ရဲ့ဖိအားအောက်ကိုရောက်နေတဲ့ MNDAA ကထွက်ပေါက်ရှာရင်းနဲ့အခုတချို့ကတော့ဗျာဒီပေါ်မှာသဘောထားကွဲလွဲခွင့်ရှိပါတယ်ကျွန်တော်တို့အနေနဲ့သို့တော်လည်းပဲကျွန်တော်မြင်တာတစ်ခုကတော့သူတို့မှလည်းမလွဲတာမရှောင်တာတဲ့အခြေအနေတစ်ခုဖြစ်မယ်နောက်ဆုံးအခြေအနေကတော့ဟလာလာရှိုးမျိုးဟာ MNDAA နဲ့စစ်ကောင်စီနဲ့ပူးတွဲအုပ်ချုပ်မယ်လာရှိုးမျိုးမှာအခြေချထားတဲ့ MNDAA တက်တွေကဒါဧပြီလပေါ့နော်ဧပြီလကုန်ပိုင်းနောက်ဆုံးပတ်မှာတဖြည်းဖြည်းနဲ့စုခွာသွားမယ်ပေါ့ဆက်ဆံရေးရုံးလောက်ပဲထားရှိတော့မယ်လို့ကျွန်တော်အနေနဲ့သတင်းတွေရသိရှိရတယ်အဲ့လိုဖြစ်လို့လဲတော်လိုင်းတချို့တော်လိုင်းအဖွဲ့လက်နက်ကိုင်တစ်ဖွဲ့တွေကမကြေမချမ်းမှုတွေတော့ရှိနေတယ်ဒီလိုအပေးယူကြဒါပေမဲ့မတက်နိုင်ဘူးကျွန်တော်တို့ရဲ့ပင်မရည်ရွယ်ချက်ဖြစ်တဲ့စက်ကောင်စီပြုတ်ကြရေးမင်းအောင်ဖက်စစ်စနစ်ပြုတ်ကြရေးကိုမဖြစ်နိုင်မချင်းဟာကျွန်တော်တို့ရဲ့တော်လိုင်းလက်နက်ကိုင်တပ်ဖွဲ့ချက်မှာဝိဝါဒဖြစ်เสียတွေကတော့ရှိနေမှာပဲစစ်ဆိုတာတိုက်တဲ့အခါမှာအသက်တွေသွေးတွေချွေးတွေပေးရတယ်ရိတ်ခါတွေလိုအပ်တယ်ပြီးတော့ကိုယ့်ရဲ့ထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့ပြည်သူလူထုရဲ့စားဝတ်နေရေးကိုလည်းကိုဟာစီမံဆောင်ရွက်ရတာဖြစ်တဲ့အတွက်ဘယ်အရာမှစိတ်ကူးရင်ပြီးဖြစ်လာတာတခုမှမရှိဘူးသေးချာစနစ်တကျနဲ့စီမံဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့သတင်းလိုပဲပြောကြားပေးလိုက်ပါတယ်ကျွန်တော်တို့ရဲ့နေဦးတော်လာရေးအောင်ရမည်